သူများကိုပြောမယ်ဆိုရင်သူများကမထိအောင်ပြောရတယ်ရှင်းလို့ကျွန်မပြောထားပြီးသားကျွန်မကိုမထိအောင်နေမထိအောင်ပြောအခုလေရှင်းလို့လုပ်တဲ့အပေါက်ကအခုကျွန်မကိုထပ်ထိပြန်ပြီနော်မြင်းချင်းသဘောကျစိတ်ကို तू ကမြင်းချင်းအကုန်လုံးသဘောကျတယ်မပူနဲ့ဝလုံးကားကြီးဖြတ်သွားတော့ तू သဘောကျတယ်သိလားစိတ်ဝင်စားတကယ်ကြီးဒေါက်တာကိုကျွန်တော်ကတစ်စင် mix ဆက်ခိုင်းရှင်းရခိုင်းတာလေလောက်ပါတကယ်ကြီးနေတားကြပါသေးတယ်တကယ်ကြီးနေဘာတားရလဲမလောက်ပါနဲ့ hoster မလောက်ပါနဲ့လို့တားကြရလားနော်မျိုးတကယ်ချင်းဒေါက်တာလေးကတဲ့နုပညာလောကရမဟုတ်လို့အနေအေးသူရွှေရှင်သူမှန်ပါတယ်ကျွန်မလက်ခံပါတယ်ကျွန်မတစ်ဖက်မင်းလူလုံးဝမစော်ခါပါကောင်းပါတယ်နော်မိဘတိုင်းဝိုင်းအနေထားရအပြောချမ်းမှုမတင်ကြောင်းအဲ့တော့ကျွန်မကကြတော့အပြောချမ်းမှုတင်တယ်ရှင်တို့အဲ့တော့ပါဇက်တိပိတ်ခဲ့ကြလားဟုတ်လားကျွန်မအပြောချမ်းမှုတင်လို့ရှင်တို့အပေါက်တွေကုန်ပိတ်ခဲ့ပြီးတော့လှုပ်ရှင်တို့တူတူပဲမြောက်ပေးခဲ့ကြတာလေမဟုတ်ဘူးလားဟမ်ခမရရဲ့ရင်စရိုက်တွေဖြောက်ဖြက်ပြီးမှချစ်ကြိုက်တင်ကြောင်ထုတ်ပြခဲ့တာပါ။အိုးအဲ့စာရေးကျွန်မရှင်တို့ကျမနဲ့တွားတူလာတူလုပ်ခဲ့ကျွန်မမျက်နှာမြင်မပူကြဘူးလား။အဲ့တော့ကျရှင်တို့ကောင်းတယ်လေတည်မလားပြင်းတူဘူးဆိုပြီးတော့ကိုတည်နာရှင်တို့လုံနေခဲ့ကြလေ။ तू ကိုရန်ဂရီတွေထပ်ပေး तू ကဂရီကတော့အကုန်လုံးပေးတယ်မပူနဲ့ကျမကိုလည်းပေးတိုင်းဂရီကနောက်ဆုံးဖျားမှာပါရေတောက်ပြီးဂရီပေးပါမယ်ဆိုလို့ကျမတို့ပြန်တွဲခဲ့တာ။နော်အဲ့ဒါတော့မပူနဲ့တကယ်ချစ်မြတ်လို့ဒေါက်တာလေးကိုချင်းခဲ့တာဖြစ်ကြောင်းအမတွေခံခဲ့လို့ကျွန်တော်တို့ကိုယ်တို့နှစ်ဦးကို mix ဆက်ပေးခဲ့တာပါ။အိုးရှင်တို့အဲ့လိုလွယ်ယုံလာလားရှင်တို့ရှိမှလည်းအများကြီးဖြစ်နေအောင်ရှင်တို့လွယ်ယုံသေးတာအွန်လိုက်တာရှင်အဲ့တော့ကျမတော့ကကျမကဘာဖြစ်လို့မိကောင်းဖခင်သားသမီးမဟုတ်လို့လားကျမကဘာလုပ်နေလို့လဲဟမ်မိဘအတိုင်းဝိုင်းအနေထားရောကျမသိကျင်တာပါအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားရအပြောချမ်းမှုမတင်ကြောင်းဆိုတဲ့စကားဘာဒိတ်တွေကိုပြောချင်တာပါတလေဘာဒိတ်တွေကိုပြောချင်တာပါတလေဟမ်ကျမအဲ့လိုမျိုးပြောနေလို့ကိုမကြိုက်လို့ကိုဒီ post တွေတင်ပြီးရှင်းနေပါတယ်ဆိုမှအနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားရအပြောချမ်းမှုမတင်ကြအောင်ဆိုကျမရဲ့မိဘအတိုင်းဝိုင်းအနေထားဘာဖြစ်နေလို့လဲဟမ်ရှင်တို့ဂုတ်ပေါ်ခွစီးနေလို့လားကျမမိဘအတိုင်းဝိုင်းဘာဖြစ်နေလို့လဲဘာဖြစ်နေလို့လဲအတူတူပြောရရင်နဲ့ तू ကအရင်ဇလန်းပြီးပြက်ပြီးဆိုမှဒေါက်တာမာလေးကိုဆက်တယ်တေးကြလားတမမိုးတင်စမြင့်လှန်အကုန်ရှုပ်မှာနော်တေးကြလားနင်တို့မသေးကြရပြောနင်တို့အကုန်ပါမှာနော်ငါဆွဲထဲမှာသေကြလားနင်တို့ဒေါက်တာမာလီကိုစကြိုက်ခဲ့တာတက်လိုက်ခဲ့ဒေါက်တာမာလီကချက်ချင်းလည်းဖြင်ပေးခဲ့ပါဦးဟဲ့ငါပြောပြမယ်ငါရဲ့မွေးနေ့ match လာမှာငါနေပြီးတော့မှငါမွေးနေ့လာလုပ်တယ်နော်ငါမှာဓာတ်ပုံငါဖုန်းထဲမှာဓာတ်ပုံငါမှာ6ထားချက်လက်ရှိတယ်ငါမွေးနေ့ဖုန်းခေါ်နေလည်းမသိဘူးငါမွေးနေ့ March လမှာငါနဲ့တဟိုတယ်တယ်ငါနဲ့ဘာမှဖြစ်ဘူးနော်ငါရှိနေတဲ့ဟိုတယ်မှာဒီအမျိုးသားငါနဲ့ရှိခဲ့တယ်ငါနဲ့တခန်းကျော်မှာရှိရနော်အဲ့ဒီအချိန်မှာ